မီးတွေလည်းပြက်နေပြန်မီးတွေပြက်တော့ကျွန်တော်လည်းနော်လိုက်တော့မလွင့်တော့ဘူးဗီဒီယိုလေးပဲတင်ပေးလိုက်ပါတယ်နော်လိုက်လွင့်တာနဲ့အတူတူပါပဲဗီဒီယိုတင်နေဆိုတာနော်ခင်အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ညာချမ်းလေးဖြစ်ပါစီပေါ့နော်နောက်တစ်ခုကတခြားတော့မဟုတ်ပါဘူးနောက်တစ်ခုကလည်းရှေ့အခုဒီညနေထွက်သွားတဲ့ရှင်ငါးတွေပါဆိုတာဒါရှေ့တစ်ပတ်ကထွက်ပြီးသားကနေပြန်ထွက်လာပြန်ပြီနော်ရှေ့တစ်ပတ်ကဒါရှင်ငါးဆိုတဲ့ပဲနော်အဲ့လိုပြန်ထွက်လာပြန်ပြီဗျနောက်တစ်ခုကလည်းဒါကျွန်တော်ရဲ့ဒါတိုင်းနာနေကုန်ဝိုင်းချင်းရတယ်38ကနော်မနက်3ဆင်းနဲ့ညနေ8ဆင်းနဲ့တောင်လာဖြစ်နေနော်အဲ့ဒါဒါပဲကျွန်တော်ဒီညနေတော့လွဲချော်တယ်ပေါ့ဗျာနော်ဝိုင်းချင်းလည်းမမှန်ဘူးပေါ့နော်ဒီနေ့ညနေ4နာရီခွဲတော့ကျွန်တော်တို့ပလုံစွတ်ပေါ့နော်โอเคအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစေဗျာနော်အားလုံးပဲကျွန်တော်ဗီဒီယိုလေးတော့တင်ပေးလိုက်တယ်လိုက်တော့မလွင်တော့ဘူးနော်မီးတွေလည်းပြတ်တယ်ဗျာနော်မီးတွေပြတ်တော့နော်ကျွန်တော်ဗီဒီယိုလေးပဲတင်ပေးလိုက်ပါစောစီးပဲကျွန်တော်အေးရတဲ့ဝင်နေပြီပေါ့နော်စောစီးပဲအိတ်ချင်တာလည်းစောစီးနှက်တော့မယ် sorry အေးတယ်နော်မီးတွေပြတ်နေရတယ်ကျွန်တော်လိုက်မလွင်တော့ဘူးဗျာအဲဒါကြောင့်မလို့ကျွန်တော်ကြည့်ရှုနေတဲ့ခုနှစ်သားသမီးအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစီဗျာအားလုံးပဲဒီဗီဒီယိုလေးကိုမရမကြော်ဘဲနဲ့တေချာလေးဆုံးခန်းတိုင်အောင်ကြည့်ပေးပါလို့အားလုံးမိသားရက်ခံပါတယ်ခင်အားလုံးပဲဒူဒီမာစတာလင်းဆိုတဲ့ YouTube channel ကနေပြီးတော့ကိုကမအားလုံးပြန်နေပြီးတော့နှွေးထွေးစွာကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါနော်ကျွန်တော် live မလွှင့်ဘူးနော်ဒီညဗီဒီယိုတင်ပေးလိုက်တာနော်ဗီဒီယိုလေးတင်ပေးလိုက်ပါတယ်နော်နောက်တချို့ကလည်းလိုက်လွင်တာဆောရတယ်ဘယ်မှလွင်တာလဲမဟုတ်ဘူးလိုက်လွင်တာမဟုတ်ဗီဒီယိုလေးတင်ပေးလိုက်တာပါမိနစ်ကိုကြည့်လေဗျာကျွန်တော်ဗီဒီယိုတင်တဲ့မိနစ်က6မိနစ်9မိနစ်ပဲတင်တာနော်အဲ့လိုလေးကြည့်ပါကိုလွင်နဲ့ကျွန်တော်ဗီဒီယိုတွေ့ပြီးမြင်ပြီဆိုရင်နော်ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါသေးပေါ့နော်ကဲအားလုံးပဲဒီနေ့ကျွန်တော်တင်းလာနေရတော့ကျွန်တော်မနက်ပိုင်းလောက်ပဲဝိုင်းချင်းလေးမှန်တယ်ဩဂတ်တောင်မှာပြီနော်ဒါဒီညနေကတော့ကျွန်တော်လွဲချော်တယ်ပေါ့ဗျာနော်ကျွန်တော်ရတာစိန်မာစတာကီ358ကီရဒီညနေအပြီးတောင်ပြီးသွားတယ်ဒါပေမဲ့ဒီ85ရမမိုက်ပါဘူးဗျာနော်85ရမမိုက်ပါဘူးထွက်သွားတာကိုပေးတာမပါလို့ပြောတဲ့စကားမဟုတ်ဘူးနော်မမိုက်ပါဘူးရှေ့တဲ့ဘက်ကထွက်ပြီးသားကနန်းနေတဲပြန်ထွက်နေနော်ခဲတို့ကြောင့်မို့ကျွန်တော်ပြောချင်တာတခုကအားလုံးကိုပဲဘာပြောချင်လဲဆိုတော့ကျွန်တော်ပြောချင်တာတခုကကျွန်တော်မနက်ဖြန်အင်္ဂါနေ့ပေါ့နော်မနက်ဖြန်23ရက်နော်23ရက်12လ2025အင်္ဂါနေ့7နာရီတုန်းကကျွန်တော်ပြောပါတော့မယ်တေချာလေးယူဆိုင်နားထောင်ပေးပါနော်23ရက်12လ2025နော်23ရက်12လ2025အင်္ဂါနေ့7နာရီ10မိနစ်မှာထွက်မဲ့ကနန်းပွဲအတွက်ကျွန်တော်ကနန်းလေးပြောပါမယ်တေချာလေးယူဆိုင်နားထောင်ပေးပါနော်23ရက်12လပိုင်း2025နော်အင်္ဂါနေ့နော်အင်္ဂါနေ့7နာရီ10မိနစ်ကိုကျွန်တော်ဝိုင်းချင်းလေးပြောမယ်ဩဂတ်လေးပြောမယ်ပြီးရင်ကျွန်တော်ရဲ့ Saint Master Key ပြောမယ်ပြီးရင်ကျွန်တော်အကြိုက် main တင်ခွက်လည်းပြောပါမယ်ခင်ဗျာနော်တေချာလေးဗီဒီယိုလေးကိုမရွတ်မကြော်ဘဲနဲ့တေချာလေး view site ကြည့်ပေးပါနော်ကဲအားလုံးပဲမင်္ဂလာပါနော်အားလုံးပဲမင်္ဂလာပါကဲမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါသေးပေါ့နော်ကဲအားလုံးပဲကျွန်တော်ရေမနက်ဖြန်ကျွန်တော်တို့အင်္ဂါနေ့12နာရီ10မိနစ်ကိုကျွန်တော်ကင်မယ်ဝမ်းချင်းလေးကတော့4ခွန်ဝမ်းချင်းဖြစ်ပါတယ်နော်အင်္ဂါနေ့12နာရီ10မိနစ်အတွက်ကျွန်တော်ကင်မယ်ဝမ်းချင်းလေးကတော့4ခွန်ဝမ်းချင်းဖြစ်ပါတယ်နော်အင်္ဂါနေ့12နာရီ10မိနစ်ကိုကျွန်တော်ကင်မယ်ဝမ်းချင်းလေးကတော့4ခွန်ဝမ်းချင်းဖြစ်ပါတယ်နော်အင်္ဂါနေ့12နာရီ10မိနစ်ကိုကျွန်တော်ကြိုက်တဲ့ဝမ်းချင်းအချိန်လေးကတော့4ခွန်မှာ4ခွန်ဝမ်းချင်းဖြစ်ပါတယ်နော်4ခွန်ဝမ်းချင်းမှာကျွန်တော်ကလေးနေပြီး4နဲ့ပတ်သက်တဲ့ကဏ္ဍလေးပြောမယ်ခွန်နဲ့ပတ်သက်တဲ့ကဏ္ဍလေးပြောမယ်ပြီးရင်ကျွန်တော်အကြိုက်စိန်မာစတာကီပြောမယ်အင်္ဂါနေ့အတွက်ကိုပြီးရင်ကျွန်တော်အကြိုက် main တင်ခွက်ပြောမယ်နော်ကဲကျွန်တော်အကြိုက် main တင်ခွက်ကလေး4နဲ့ဝမ်းချင်းလေးကတော့4ခွန်4နဲ့ပတ်သက်တဲ့ကဏ္ဍလေးက40 41 45 46ဖြစ်ပါတယ်4နဲ့ပတ်သက်ပြီးကျွန်တော်ကြည့်တဲ့ကဏ္ဍက40ရဲ့41က45ရဲ့46ကဖြစ်ပါတယ်နော်4နဲ့ပတ်သက်ပြီးကျွန်တော်ကိုလင်းကြိုက်တဲ့ကဏ္ဍလေးတွေကတော့40 41 45 46ဖြစ်ပါတယ်โอเคနားလည်မယ်ထင်ပါတယ်ဝမ်းချင်းက4ခွန်4နဲ့ပတ်သက်တဲ့ကဏ္ဍလေးကိုလင်းကဘယ်ကဏ္ဍလေးတွေကတ်တာပူကြိုက်လဲဆိုရင်40ရဲ့41က45ရဲ့46ကဆိုတဲ့ကဏ္ဍလေးတွေကိုပူကြိုက်ပါတယ်နော်ကဲအဲ့ဒါပြီးရင်ကျွန်တော်ကခွန်နဲ့ပတ်သက်ပြီးဘာကြီးကြိုက်လဲဆိုတော့80ရဲ့81က85ရဲ့86ကဆိုတဲ့ကဏ္ဍလေးတွေကိုကြိုက်ပါတယ်နော်
ခွန်နဲ့ပတ်သက်ရင်80 81 85 86ဆိုတဲ့ကဏ္ဍလေးတွေကိုခွန်နဲ့ပတ်သက်လာရင်ကြိုက်ပါတယ်၄နဲ့ပတ်သက်လာရင်40 41 45 46ဆိုတဲ့ကဏ္ဍကိုကြိုက်တယ်ခွန်လာမယ်ဆိုရင်80ခွန်1ခွန်5ခွန်6ဆိုတဲ့ကဏ္ဍကိုကြိုက်ပါတယ်နော်ကဲအဲ့ဒါပြီးကျွန်တော်ကြိုက်စိတ်မာစတာကီကတော့မနက်ဖြန်အင်္ဂါနေ့အတွက်ကို646ကီပါနော်646ကီဖြစ်ပါတယ်နော်646ကီဖြစ်ပါတယ်နော်646ကီဖြစ်ပါတယ်ကျွန်တော်ကြိုက်စိတ်မာစတာကီကတော့646ကီဖြစ်ပါတယ်နော်ကိုစိတ်မာစတာကီကတော့646ကီဖြစ်ပါတယ်ခဲရပြင်ကျွန်တော်ကြိုက် main တင်ကွက်ပြောမယ် main တင်ကွက်ကလေးမပြောခင်ကျွန်တော်ပြောချင်တာတကူကပါလဲဆိုတော့အခုက85ဆိုတဲ့ကဏ္ဍဒါရှိတဲ့ဘက်ကထွက်ပြီးသားကဏ္ဍပေါ့ဒီကလင်နာရပြောမယ်ဆိုတော့ဒါပြန်ကဏ္ဍပေါ့ဗျာနော်ဒါပြန်ကဏ္ဍပေါ့ပြန်ကဏ္ဍဖြစ်တယ်ဖြစ်တော့ကျွန်တော်လာမယ့်ဘက်ကိုအခုမနက်ဖြန်ကျွန်တော် main တင်ကွက်ထုတ်ထားတဲ့နေရာမှာလဲကျွန်တော်ပြန်ကဏ္ဍနေကြိုက်တယ်အဲ့ပြန်ကဏ္ဍကိုဘယ်ကဏ္ဍတွေကိုပိုကြိုက်လဲဆိုတော့လဲလာမှာပေါ့လဲပြီးကြလာမယ်ကဏ္ဍ83နဲ့85ရှိတဲ့ဘက်ကထွက်ပြီးသားကဏ္ဍပေါ့နော် main တင်ကွက်ကတော့ဒါကျွန်တော်တို့မနက်ဖြန်အင်္ဂါနေ့အတွက်ကို40ရယ်ခွန်3ရယ်ခွန်5ရယ်နော်40ရတော့ဒါကျွန်တော်တို့ဒါမထွက်သေးတဲ့ကဏ္ဍပေါ့နော်ဒါပေမဲ့83နဲ့85ကဏ္ဍပြန်ကဏ္ဍပေါ့ဗျာရှေ့တစ်ဘက်ကထွက်ထားတဲ့ကဏ္ဍဟောက်ပေါ့ဒီနေ့85ထွက်တယ်လို့ပေါ့မနက်ဖြန်ကပြန်ကဏ္ဍရှေ့တစ်ဘက်ကထွက်ပြီးသားကဏ္ဍလဲပြီးဆင်းလာမှဆိုကျွန်တော်က83နဲ့85ကိုအဲ့ဒါကိုပူကြိုက်တယ် main တင်ကွက်ထဲမှာအဲ့ကြောင့်ထည့်ပေးထားတယ်နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ကြိုက် main တင်ကွက်ကတော့40ရယ်ခွန်3ရယ်ခွန်5ရယ်ဖြစ်ပါတယ်အဲ့ဒါတော့ကျွန်တော်ကြိုက် main တင်ကွက်ပါ40ခွန်3ခွန်5နော်ဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲဗီဒီယိုလေးကိုပြီးဆုံးတော့ကြည့်ပြီးတော့ကိုယ့်အမတယောက်ချင်းစီအားလုံးပဲမနက်ဖြန်အင်္ဂါနေ့7:00 10 မိနစ်မှာအားလုံးပဲထိုးတဲ့ကဏ္ဍထွက်တဲ့ကဏ္ဍဖြစ်ပြီးအားလုံးပဲ share ပေါက်ကြပါစေလို့ကိုလေးကနေပြီးတော့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲကျွန်တော်မနက်ဖြန်နေကင်းတနားထိုးတော့ကျွန်တော် live လွှင့်ပေးမယ်နော်ကျွန်တော်ညဘက်ဒီ live မလွှင့်တာလေးကိုနားလဲပြီးနော်နည်းနည်းညဘက်အခုဒီညတော့မီးပြတ်လို့ပေါ့ဗျာတခါကျရင်ကျွန်တော်ညဘက်မှာအလုပ်ကလေးရှိလို့ပါနော်အဲဒါကြောင့်မို့ကျွန်တော် live လွှင့်တာနဲ့အတူတူပါပဲကျွန်တော်ဗီဒီယိုလေးတင်ပေးလိုက်ပါတယ်နော်အဲဒါကြောင့်မလို့မိတ်ဆွေတို့တွေကမနက်ဖြန်နေကင်းဒီဗီဒီယိုမြင်လိုက်တဲ့သူတွေအားလုံးပဲမနက်ဖြန်နေကင်းတနားထိုးလွှင့်မဲ့လိုက်မှာကျွန်တော်တို့ပြန်ဆောင်ကြမယ်အောင်ပွဲခံရင်းနဲ့ကျွန်တော်တို့ပြန်ဆောင်ကြမယ်ဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးမတက်တာပါ good night ပါအားလုံးပဲအဆင်ပြေကြပါစေပေါက်ကြပါစေဒီဗီဒီယိုမြင်လိုက်တဲ့သူတွေအားလုံးပဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးမတက်တာပါ